တုံတုံမသိစေနဲ့နော်ဘာလီလဲမသွားနိုင်ဘူးဈေးရကြီးရလေလက်မတရားလဲဈေးကြီးတယ်အဲ့တော့ကြတော့ဟုံးမိတ်ဘာလီကျွန်းလေးလုပ်ပေးမှဖြစ်တော့မယ်ဝါပြင်းလိုက်တာချင်းဘာလဲတုံတုံလေးပဲသွားချင်လို့တော့ဘာလီသွားမှာအေးကောင်းတာပဲတုံတုံလေးလေကျောင်းပြန်မတက်ရခင်အခုနေရာဒီကျောင်းပဲရက်မှာငါတို့ဘာလီကိုခီးထက်ကြမယ်ရှေးသွားမယ်ဘာနဲ့သွားမှာလဲကားနဲ့မဟုတ်ဘူးလေးမြိုင်းနဲ့သွားမယ်ယေးအကိုပိုင်းလေးမြန်ဆိုတော့ဒီလိုလက်နဲ့ပဲသွားမှရမှာဒါဆိုရင်ဘာလီကိုမမဝိုင်တို့လေးမြန်နဲ့သွားကြမယ်တုံတုံမသိစေနဲ့နော်ဘာလီလဲမသွားနိုင်ဘူးဈေးရကြီးရလေလက်မတရားလဲဈေးကြီးတယ်အဲ့တော့ကြတော့ဟုံးမိတ်ဘာလီကျွန်းလေးလုပ်ပေးမှဖြစ်တော့မယ်သူသိသွားပြီလားမသိဘူးတုံရေဘာလီကျွန်းကိုရောက်ပြီနော်ပြောလားကဲစော့စရာတွေကအများကြီးယူလာပေးထားတယ်ကဲဘာလီကျွန်းလေးကိုရောက်ပြီဆိုတော့မျက်မှန်လေးတက်ကြမယ်တုံတုံကဘယ်ဟာလေးတက်မလဲငါတို့ချေးမယ်လေ choose one okay ဒေါ်လာကိုရေလိုသုံးပြပါမယ်ဒေါ်လာပါလဲဆိုတော့တုံတုံရဲ့ဂျယ်လီဂျယ်လီသားမလားဒါတီဦးတို့ကပူတယ်ဆိုတော့ဟိုက်ကျူလေးတောက်မယ်ရှင်လေးကိုအေးဝါပဲဟဲ့ပြီးကုန်ပြီရှင်လေးကိုအေးဝါပဲလားစောမလားโอเคတုံတုံခုံလိုက်ခေါ်လိုက်โอเคโอเคဟိုင်းReal deal လားမသိမင်းမဟုတ်ဘူး Real deal လေးစီးနေရပါသူကအတန်လည်းမြည်ရဟဲ့အတန်ခဏလေးမမြူးစတာမမြူးအတန်မြည်ရကြောက်သေးရဲ့သူကလည်းဝါမမဝိုင်တို့အခု၄ရောက်ဝင်နေတာတော့မှ200ကျန်သေးရဲ့နော်အထဲမှာဆိုတော့အနည်းဆုံးနောက်ထပ်ဟွာလောက်ဝင်လို့ကနောက်ထပ်8ရောက်လောက်ခလေး8ရောက်လောက်တော့ဝင်ဆော့လို့ရတယ်ကောင်းကောင်းကြီးကိုနော်